နေပါလေပြောချင်လဲဆိုတော့အခု line ပေါ်မှာဒီရေခဲပြဿနာလဲတော်ရှုပ်တယ်နော်ဘာတွေမှမသိဘူးဒီရေခဲလောကကြီးကလည်းနော်တော်ရှုပ်တယ်ကြတော့ဘာဖြစ်တယ်ညာဖြစ်တယ်တွေနဲ့ပေါ့နော်အဲ့တော့ဒီဟာဒါကျွန်တော်ဒီထဲမှာဒါအမှန်တကယ်သူ့ရဲ့ခဲနိုင်တဲ့ပမာဏကတကယ်တမ်းတော်နည်းတယ်ပေါ့နော်10 ဒုတ်လောက်ပဲခဲနိုင်တာ10 ဒုတ်ဆိုရင်တော့3 နာရီခွဲလောက်ခဲရတယ်ဒီကောင်ဒီမှာဒါတထုပ်ပေါ့နော်ဒါခဲလုံးအားကြီးလို့အမှနော်ဒါတထုပ်ဒီလိုအထုပ်10 ဒုတ်ပေါ့နော်10 ဒုတ်အတွက်ပို့မခဲနိုင်ဘူးဒါကျွန်တော်ခဲထားတာဒီဟာဒီ26 တုံးရှိတယ်ဒီထဲမှာလည်း26 တုံးရှိတယ်နော်ကြတော့ကျွန်တော်ကကြီးကွိုင်ပေါ့နော်ကြီးကွိုင်နော်120ပေါ့နော်120ကိုကျွန်တော်တုံးထားတာပေါ့နော်ကျတော့သူကဘာပဲဖြစ်နေ KD အရင်ဟုတ်တွန်းကလည်းပြောဘူးတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့တောက်လျှောက်ပြောတယ်ဒီဟာဘလို့ပဲဖြစ်ပြတ်မှာပဲပြုတ်မှာပဲသူဘာကြီးပဲဖြစ်တော့ကိုတုံးတဲ့ပုံမှာမူတည်ကိုကအခုကျွန်တော်ဆိုလို့ရှိရင်ဒါတကြားsorry စားရီထည့်တာပေါ့နော်လေးပိတ်တာထည့်ထားရနော်ဟိုတနေ့ကနေထည့်ထားတာလေးပိတ်တာအဲ့တော့ဒီမှာကြည့်တဲ့ပြက်စီးရတော့ရှိတာပဲသူကဆိုဒီမှာတန်ကြီးတက်တာတွေနော်ဒီမှာတန်နဲ့ဆွဲထားဒီမှာဆိုလဲနော်ဒါရေခဲနဲ့ပတ်သက်တဲ့အရာတွေပေါ့နော်ကျတော့ချိုးကလည်းဒီဟာကိုထပ်ခဲလို့မရဘူးဘာညာကူကလည်းပြောကြတယ်ဒါမှကျွန်တော်တော့ဆက်ခဲတာပဲအခုခဲပြီးခဏထုတ်လိုက်တယ်ထုတ်ပြီးရတယ်နောက်10 ခဲထပ်ထည့်တယ်ပြန်အဲ့ဒုတိယအကြိမ်ထည့်တဲ့10 ခဲကြလို့ရှိရင်ကျွန်တော်ပြန်မထုတ်တော့ဘူးဒုတိယအကြိမ်ထည့်တဲ့10 ခဲကြလို့ရှာနဲ့ကျွန်တော်နောက်ထပ်10 ခဲထပ်ထည့်လိုက်တယ်နော်ထည့်ပြီးရင်ကျွန်တော်ပထမထုတ်ထားတဲ့10 ခဲနဲ့ဆိုအခဲ30ပေါ့နော်အခဲ30ဒါပေါင်းပြီးထည့်လိုက်တယ်ဒါရောင်ထားတဲ့ဟာကြီးကြောင့်နော်ဒီမှာအဲ့ဒီတိုင်းပဲခဲတာရတယ်ဒီဟာဆိုကျွန်တော်ထားတာဟိုနည်းကြာပြီပေါ့နော်နည်းကြာပြီတော့ညာတွေကမောင်းထားပြီးတော့အခုကျွန်တော်ထားတာပေါ့နော်ဒီဟာရတယ်ကိုအဆင်ပြေသလိုလုပ်လို့ရတယ်ဒီဟာကြီးကကျွန်တော်ပြောရေခဲကလုတ်ကျင်နဲ့သိတာပဲကျွန်တော်လည်းစားလို့တော့စားတော့မမွေတတ်ဘူးဒါပွင့်လင်းဆုံးပြောတာစားတော့မမွေတတ်ဘူးနော်စားတော့မမွေတတ်ဘူးဒီကစားလုတ်တော့ဆိုထည့်လိုက်တာစားများပါအဲ့တော့သူကစားတိတ်ကအချိန်20အချိန်20ဆိုတော့သူက3 ပုံ2 ပုံထည့်ရမယ်ဆိုတော့နော်အနည်းဆုံးဟိုတင်းပေါ့ဗျာ12 ပိတ်တာကျော်73 ပိတ်တာပေါ့နော်ထားလိုက်73 ပိတ်တာပဲထည့်ရတော့အမှကျွန်တော်ပို့ထည့်ပြီးတော့စားပြင်လိုက်ကြက်ခဲကြီးဖြစ်သွားဒီမှာနော်ပြင်လိုက်ကြက်ခဲကြီးဖြစ်သွားတယ်လေရောက်ဘာဖြစ်တုံးဆိုဘာတော့မဖြစ်ဘူးနော်ရှင်းနေပဲသူကစားခက်ခဲကိုပြောပြတာနော်ခက်ခဲတယ်စားလုပ်တဲ့အချိန်မှာနော်စက်တီလဲကျွန်တော်တို့ဒီစက်တို့ဝယ်ပြီးချင်း6 ရက်ပဲကြာသေး6 ရက်ပဲကြာတယ်ပြတ်သွားတာပြန်ပို့ပြန်လုံးနဲ့ဗာလဲအကုန်ပြင်ဆင်နဲ့အခုအကုန်စင်ပြေသွားပြီပေါ့နော်အဲ့တော့ရောင်းတဲ့အဲ့လူတွေတိုင်းပြောနေရလဲမယုံနဲ့ကိုကသုံးကြည့်ကိုညံရှိတယ်လို့သုံးရတာသူတို့ကထုတ်တဲ့ဟာတော့ဗျအခုကျွန်တော်တို့ပြောရမယ်အခုဆိုင်ကယ်ထုတ်တယ်သူတို့က2 ယောက်စီးဖို့ပဲထုတ်တယ်ကျွန်တော်တို့ချီမာဆိုလို့ရှိရင်ကဒီဇယ်တွေတင်တယ်တွဲတွေပြန်လုပ်တယ်ဖိုင်းတွေအကုန်ပေါ့နော်တစ်တွေတို့ဒရန်လောက်ပေါအောင်တင်တာရှိရဲစီတွေဆိုလည်းအများကြီးပြောင်းရှိရဒါကိုယ့်ပေါ်မူတည်တယ်ကိုကဘလို့ထပ်ပြီးတော့လုံမှာတော့ညံကုန်အောင်သုံးဆွဲသူပေါ်မူတည်တယ်သုံးဆွဲသူညံရှင်းရှိတယ်လို့ဆိုတော့အခုကျွန်တော်တို့ဒီဟာအခဲ30ခဲထားတယ်အနည်းဆုံးမခဲဘူးဆိုအခဲ30ပေါ့နော်25ခဲအခဲ30တောက်တောက်ခဲထားတာဒါအပူဟိုမှာဆိုလို့ချင်းဟိုတဲ့4 ပေက2 ကန်ရှိရကျွန်တော်3 ပေက1 ကန်ရှိရအဲ့ဒါအပြည့်ဒီမှာအခဲ30အမြဲတမ်း20ကျော်ပေါ့နော်25ခဲ30အဲ့အပူအမြဲတမ်းဆောင်တာနော်ဒါဒီမှာကြည့်အကုန်ခဲပြတာပဲနော်အဲ့ရာတချို့ရာတားကြီးဟိုလိုင်းပေါ်မှာတော့ဖြစ်ပြက်နေပါပဲဗျာတယောက်နဲ့တယောက်ကသူရိုင်းထဲမှာပြောချင်ဘူးဗျာနော်ကြိုက်နေကြတာကိုယ့်လို့သူ့လို့ပေါ့ဒါအတိုင်းလည်းမဟုတ်ဘူးဘာကြီးမှမသိဘူးနော်ပြက်မှာပဲဘယ်ဟာဖြစ်ဘလောက်အာမခံချက်ကောင်းများပြက်မှာပဲပြုတ်မှာပဲဒါပေမဲ့သူ့သုံးဆွဲသူကလည်းသုံးဆွဲသူလျောက်ညံရှိပေါ့ဗျာသုံးဆွဲသူညံရှိပြီးရမှာဗျာညံရှိရမှာနော်ကျတော့ဘလို့ပဲဖြစ်နေခင်ဗျတားကြီးဟိုရင်ဖြစ်လားဆိုတော့တားကြီးမဖြစ်ပါဘူးဗျာအသေးတန်ကြီးနော်ကျတော့
ဒီမှာဆိုလဲအမှကျွန်တော်ဒါအပြည့်ခဲထားတာပဲဒီမှာဒီ၄ဘေက2ကန်ပေါ့နော်ဒီမှာဆိုအချွေဘူးဆိုတောင့်တင်းပြီးတော့သူ့ဟိုတင်ဖြစ်တဲ့အလျောက်ပဲအကုန်လုံးအဆင်ပြေပါတယ်အခုကကြီးကဟိုရှိုးကကြီးကတော်တော်ခက်ဆိုးဆိုးကြီးတွေဖြစ်နေတယ်သူလည်းသူ့လို့ကိုလို့ဟိုတာကြီးဘာမှဟိုတာကြီးပြောစရာမလိုတဲ့အရာကြီးကိုတာကြီးဖြစ်ပြနေလို့နော်အဲ့ဒါမနာလိုတာကြီးများတာပေါ့ရှင်းဆုံးပြရင်မနာလိုတာကြီးများတာပေါ့နော်အဲ့တော့ဒီမှာဘူးသူရတစ်ခုဟိုရင်ပေါ့နော်ပြပေးမယ်ဆိုတာကဘာပြပေးမလို့ဆိုဒီမှာစိတ်ကပ်ပေါ့နော်စိတ်ကပ်ဒါဟိုကျွန်တော်တို့ကဒီမှာနော်ဟိုဒီမှာရေခဲတစ်တာပေါ့နော်အဲရေခဲတစ်တာစိတ်ကပ်ဆိုရေခဲတစ်တာပဲတော့နော်ဒီမှာကြည့်အမ delay 5 minute နော် delay 5 minute ဒီမှာ5 minute ဆိုတာဘာလို့ဆိုတော့တခုဟိုရင်ပြုတ်သွားတယ်ဆိုကျွန်တော်တို့ဒီမှာကျတော့ gas နဲ့လေပတ်တာပေါ့နော် gas နဲ့လေပတ်တာဖြစ်တဲ့အတွက်ဒီစိတ်ကပ်ကိုမနှမျောနဲ့နော်စိတ်ကပ်ကမိုးကျူးမိုးလုံးပဲကျွန်တော်တို့ဓာရီဝယ်ရဆို3000ခွဲပေါ့နော်3000ခွဲပဲပြီးရတယ်ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့က12သိန်း13သိန်း14သိန်းဒီလိုပေးရတယ်၄ပေကတကယ်နော်14သိန်းခွဲပေါ့နော်အခုဆိုလို့ရှိရင်တော့မသိဘူးပေါ့နော်ကျွန်တော်ဝယ်တော့ဒါ12သိန်းဒါ73သိန်း8000ပေါ့နော်ကျတော့ဟိုကိုကဒီ3000ခွဲ4000အောင်မမြင်နဲ့ဒီမှာနော် delay time 5 minute ပါတယ်ဒီမှာဆိုလဲဟိုနဲ့ပါတယ်နော်ဟိုအမြန် quiz ခလုတ်ပါတယ်ဒါပေမဲ့ तू က5 minute ဆိုတာအခုလိုမောင်းပြီးမီးပြတ်သွားရေးဆိုတော့ तू ကဟိုလေပတ်တဲ့အရာရှိတယ်ဗျာဂတ်နဲ့လေပတ်တာရှိတယ်ဘာလို့ तू ကအဲ့ရမှာ तू ကသူ့ထိုင်နေတယ် तू မီးပြန်လာရင်လဲဇက်ဆိုဟိုရင်ဖြစ်တာမဟုတ်ဘူးเนาะ तू ကသူကျွန်တော်အချိန်တစ်ခုပေါ့နော်အချိန်တစ်ခုရှိတယ်အချိန်တစ်ခုကိုခင်ဗျားတို့မြင်အောင်ကြည့်ဖို့ပေါ့နော်အဲ့ဒါတချို့ကြတော့လဲအမြန်ကြီးကျွန်တော်တို့ကတော့ဟိုအလော30မလုပ်ဘူးဗျဒါကိုရေကတစ်တာလဲတက်တန်းရှိအောင်ပြောတာเนาะဒါလေးနဲသတိထားတတ်အောင်ပေါ့နော်တချို့ကကြတော့ဟိုအမြန်ကြီးလှုပ်လိုက်တဲ့အရာကြီးအမြန်ကြီးကြတော့ဘာဖြစ်တော့ဆိုရေကတစ်တာကြီးထိတယ်နော်ကိုကအရင်ကြည့်အောင်လှုပ်ရတာလေအရင်ကြည့်အောင်အရှင်းဆုံးပြစီးပွားရေးလုပ်တယ်ဆိုတာမျက်ရှင်လို့လုပ်ကြတာကြီးပဲနော်စီးပွားရေးလုပ်တယ်ဆိုတာမျက်ရှင်လို့လုပ်တာအဲ့တော့ဟိုမမြတ်ပဲနဲ့ပြတ်သွားမယ့်အရာကြီးဆိုရင်ကိုပဲထိကြိုင်ပါနော်ဟိုပဒံဟိုဓာတ်အဆင်ပြေနေဆိုတော့မသိဘူးပေါ့ဗျာဓာတ်အဆင်ပြေပြီးတော့ဘောသားဆိုတော့မသိဘူးပေါ့နော်ဒီတိုင်းဆိုလို့ရှိရင်ကျွန်တော်တို့ကစီးပွားရေးတစ်ခုလုပ်တယ်ဆိုတာအများတစ်ခုလိုချင်လို့လုပ်ကြတာကြီးပဲနော်အများတစ်ခုလိုချင်လို့လုပ်ကြတာဖြစ်တဲ့အတွက်နော်ဒီစိတ်ကလေးလည်းမှန်တယ်မျိုးနဲ့နော်ရေကတစ်တာနောက်ပြီးတော့နော်ရေကတစ်တာကိုလည်းတေချာဟိုရင်လုတ်နော်ကျတော့တေချာလေးသုံးဆိုတာဘာလို့လဲဆိုတော့ခင်ဗျာဒီအားဆိုလို့ချင်းမပြင်းနဲ့နော်ဟိုကန်နေရထုတ်ပြီးဆိုတာနဲ့ဒီအားရေစေးမှထက်နော်လွတ်တန်းအဲ့တာကြီးဟိုတန်းလုံးလို့ရှိရင်ပျက်စီးဆုံးချုံလို့ရှိရင်နော်ကိုပဲထိခိုက်နေတာနော်ကြတော့ဟိုတခြားလေးပေါ့ဗျာနော်သုံးဆွဲသူကလည်းခရာနော်သုံးဆွဲသူကခရာဟိုဒီလုတ်တဲ့လူတွေကတော့ပြောမှာပဲလေဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ပေါက်လေးတွေပေါက်ကရလေးတွေကတော့ပြောနေမှာပဲခင်ဗျာဒါပေမဲ့ကိုညံချိတဲ့အတိုင်းကိုလည်းညံကွန့်ပါဗျာစီးပွားရေးတစ်ခုလုပ်တယ်ဆိုတော့ခင်ဗျာဟိုအတွေးခေါ်တိမ်အတွေးပိန်နေတော့လုံးလို့မရဘူးလေဟုတ်တယ်မလားကြတော့နော်ဒါလေးမြင်အောင်ပါဟိုကဖြစ်ပြနေရဟိုလူခုတ်ဒီလူခုတ်နေဆိုကိုကဟိုလို့ကိုစီပွားရေးကိုလို့ဟိုတဲ့ဒီကဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ကိုကပြောနေတယ်ကိုသိတဲ့အရာကိုလုံးတဲ့အရာကိုညံကွန်းတဲ့အပေါ်ပဲမူတည်မှာပဲသူတို့ကတော့ပြောတာအခုကျွန်တော်ဆိုလို့ချင်းဒီမှာကျွန်တော်ပြောတာဟောဒီမှာဒါဆိုလို့ချင်းခင်ဗျာဟိုသူတို့ဆို3နာရီတပြန်အောင်3နာရီခွဲပေါ့နော်3နာရီခွဲတပြန်အောင်သူတို့အမြဲတမ်းပြောတယ်နော်ဒီလောက်ပဲပြောတယ်ဒါ10ခဲဒါမှမဟုတ်နှစ်ပန်းမျောပါညာပြောတယ်ကျွန်တော်ပို့ပြီးခဲတယ်ဘာမှမဖြစ်ဘူးကိုသုံးတဲ့အရာကိုလုပ်တဲ့အရာနောက်ပိုင်းကိုကျွမ်းကျင်လာလို့ရှိရင်ဘယ်လိုအတိုင်းတာမှာဘယ်လိုလုပ်လို့ရရဆိုတော့ကိုယ့်ဘော်ပဲမူတည်သွားတာနော်ကိုယ့်ဘော်ပဲမူတည်သွားတာခင်ဗျာဒီမှာဆိုလို့ရှိရင်ခင်ဗျာကြည့်လေခင်ဗျာဟုတ်တယ်မလားအများကြီးခင်ဗျာအမှန်တကယ်ဆို10ခဲနဲ့10ခဲကြပဲခဲလို့ရ10ခဲနဲ့10ခဲကြပဲခဲလို့ရကျွန်တော်အခဲဟိုတဲ့အနည်းဆုံး25ခဲနဲ့30မှာကျွန်တော်အပိုလှောင်ထားတာဒါကျွန်တော်လှောင်ကန်ဖြစ်ပါတော့ဘာမှမဖြစ်ဘူးခင်ဗျာနော်ကျွန်တော်ကိုညံရှိသူသုံးကြဒါပဲရှိတယ်နော်ဒါကြီးဟိုတဲ့ဖြစ်မနေကြနဲ့